ကျွန်တော်တို့ဒီ Cristiano Ronaldo နဲ့ကျွန်တော်တို့ရဲ့ Messi ပေါ့နော် Lionel Messi တို့ကအခုသူတို့အသက်ကြီးပိုင်းရောက်တဲ့အချိန်ထိခုချိန်ထိကိုသူတို့တွေကဂိုးတွေဆက်မပြတ်သွင်းနေတော့မှာဗျ Messi ဆိုလဲကျွန်တော် Inter Miami ဘွဲတွေကိုအခုမနက်ပိုင်းနေမှာကျွန်တော်ကြည့်ပြတဲ့အခါမှာကြည့်နေတော်လေးကိုကောင်းတယ်ခင်ဗျပို့ပို့လင်းလင်းပြောရရင် Messi ရဲ့လက်ရှိခြေစွမ်းနဲ့ Cristiano Ronaldo ရဲ့လက်ရှိခြေစွမ်းကိုကြည့်မယ်ဆိုရင် Messi ရဲ့လက်ရှိခြေစွမ်းကပိုပြီးကောင်းနေတယ်ဒါညင်းလို့မရဘူးကျွန်တော်ကိုယ်တိုင်လည်း Messi ကိုအရန်ကြိုက်တဲ့ထဲမှာပါပြီးမဲ့လို့ဒါပေမဲ့ Messi ရဲ့လက်ရှိပိုကောင်းနေတာကိုလက်ခံမယ်ဗျသူဖန်တီးပေးသွားတဲ့ဟာတွေကျွန်တော်တို့ whatever ဗျဘယ် league ကဘယ် league တက်ပို့တာတယ်ဘယ် league ကပို့ပြီးပြန်ဆိုင်ပြင်းထန်နေတာဘန်းထားလိုက်အောင်သူတို့40ရွယ်ကျော်2ယောက်ရောက်နေတဲ့ league မှာပွင့်လင်းပြောရင်America League ဆိုပြီးတော့လဲquality coach ကန်နေတာမဟုတ်ဘူးကျွန်တော် Major League မှာလည်းတကယ်ကောင်းပြီးတကယ်တုံးထိုက်နဲ့ကန်ရတာပဲကျွန်တော်ကြည့်နေတယ်လို့ဆိုရင်Saudi League မှာဆိုလဲတကယ်အသေးကြီးကျုံတာတကယ်ကောင်းတယ်ကစားသမားတွေလည်းကောင်းတယ်လည်းအများကြီးဆိုတော့သူတို့နှစ်ယောက်လက်ရှိနှစ်ယောက်လုံးသွင်းနေတာတွေနှစ်ယောက်လုံးတက်ကိုကျွန်တော် congratulation လုပ်တယ်တကယ်ကောင်းနေတာတော့ Messi ကပို့ပြီးတော့ကောင်းနေတာတော့ညင်းလို့မရဒါပေမဲ့ Cristiano Ronaldo ကလည်းကျွန်တော် Lionel Messi ကိုလိုက်ပြိုင်နေတဲ့နေတာမျိုးမဟုတ်ဘူးသူ့ရဲ့ aim သူ့ရဲ့တခုတည်းတော့ဟာကဘယ်လိုပြောမလဲသူထားတဲ့သူတခုတည်းသူ့ရဲ့ဥတီချက်ကသူဂိုးတစ်ထောင်ပြအောင်သွင်းမယ်ဒါကိုပဲသူကဥတီချက်ထားနေတယ်ဗျအန်နာဆာနဲ့သူဖလားရခြင်းနဲ့ကိုထောင်ပြန်သွင်းမယ်လီယိုနယ်မက်ဆီမှာလည်းအဲ့လိုမျိုးကိုထောင်ပြည့်ခြင်းနဲ့စိတ်ဆန္ဒရှိနေအောင်မယ်လို့ကျွန်တော်တို့ထင်တယ်ဗျဒါတော့ကျွန်တော်အမြင်ပါသူဒီတပွဲပေါ်တွေမှာသူပိုကောင်းလာတယ်လည်းမြင်တယ်သူကိုပိုပြီးစားလောင်လာတာလည်းမြင်တယ်လို့ကိုဖန်တီးမှုတွေပိုပြီးလုပ်ချင်တာလည်းကျွန်တော်မြင်တယ်ဆိုတော့ဒီနေ့အတွက်ကတော့ကျွန်တော်ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးကြပါအောင်ခင်ဗျာ Stony YouTube channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးကျေးဇူးများတင်ပါတယ်